အသက်80အရွယ်အဖိုးအိုတဦးသည်သူ၏မြေးဖြစ်သူဘတ်စကတ်ဘောကစားနေစဉ်ပြင်းထန်စွာဒဏ်ရာရသွားသည်ကိုတွေ့လိုက်ရသည်ထို့ကြောင့်သူသည်ဘတ်စကတ်ဘောတစ်လုံးကိုကောက်ကင်ကမြေစာကွင်းထဲသို့ဝင်ရောက်လာခဲ့သည်အဖိုးကဘောလုံးကိုကျွမ်းကျင်စွာထိန်းချုပ်ခဲ့သည်လှည့်စားသောလှုပ်ရှားမှုဖြင့်ခန်းစစ်ကစားသမားကိုလှည့်စားကျော်တက်ခဲ့သည်ထို့နောက်လေထဲသို့တက်တက်ခုန်တက်လိုက်သည်လေထဲတွင်လှုပ်ရှားမှုအချို့ပြုလုပ်ပြီးနောက်ဘောလုံးကိုချင်းထဲသို့မြဲမြံစွာထည့်သွင်းလိုက်သည်ကွင်းထဲရှိလူတိုင်းအံ့အားသင့်သွားကြသည်အမှန်စင်စစ်ထိုဖိုးအိုသည်ငယ်စဉ်ကဘတ်စကတ်ဘောဖျားဖြစ်ခဲ့သည်သူသည်ဘေးဒရော့ဖ်တွင်ပါဝင်မည်ဟုကြေညာလိုက်ချိန်တွင်သူ၏အသင်းဖော်များကသူ့ကိုလှုပ်ကြံခဲ့ကြသည်ပွဲစဉ်ရလက်လိမ့်လေသည်ဟုဆွဆွဲခံခဲ့ရသည်ထို့ပြင်ကမ္ဘာဘတ်စကတ်ဘောဖွဲ့ချုပ်မှတသက်တာပိတ်ပင်ခြင်းကိုခံခဲ့ရသည်နှစ်90ကြာပြီးနောက်သူ၏မြေးမလေးကသူ့ကိုလမ်းမပေါ်ရှိကန်ဆန်းမဲပစ်ချင်းကစားရသို့ခေါ်လာခဲ့သည်မြေးမလေးကကွင်းပစ်တော်လဲသူမအကြိုက်ဆုံးအယုတ်ကိုမရခဲ့ပေမိန်းကလေးစိတ်ပြတ်အားငယ်နေသည်ကိုမြင်သောအခါအဖိုးအိုကကွင်းတကွင်းကိုချက်ချင်းတောင်းလိုက်သည်မမျော်လင့်ပဲသူပြစ်လိုက်သည့်ပထမဆုံးကွင်းဖြစ်ပင်မြေးမလေးအကြိုက်ဆုံးအယုတ်ကိုရရှိသွားခဲ့သည်သူမဝမ်းသာသွားသည်ထိုအခါဆိုင်ပိုင်ရှင်ကအဖိုးအိုကိုမင်းတကယ်မိုက်တယ်ဟုပြောလိုက်သည်အဖိုးကမျက်လုံးများကိုမှိတ်လိုက်သည်ထိုစကားကိုကြားတော့ပေါ့ပေါ့ပါပါကွင်းတစ်ခုကိုလွှင့်ပစ်လိုက်ရာအယုတ်တယုတ်ထက်ရခဲ့သည်ထို့နောက်အဖိုးအိုသည်သူ့ကြောဘက်သို့ကွင်း3ကွင်းကိုပစ်လိုက်သည်ထိုကွင်း3ကွင်းစလုံးအယုတ်3ယုတ်ပေါ်တွင်ကွက်တိကျရောက်ခဲ့သည်သို့သောဆိုင်ပိုင်ရှင်ကယခုထိမယုံကြည်နိုင်သေးပေထို့ကြောင့်သူကအဖိုးအိုအားပေတော်များများဝေးသောနေရာရှိဇိမ်ခံကားစုပေါ်သို့ကွင်းပစ်ရန်တောင်းဆိုခဲ့သည်ဤတစ်ကြိမ်တွင်အဖိုးအိုပြစ်ချနိုင်ပါမလား